သူတော်ကောင်းတို့ရှင်ဒီလိုစကားမျိုးဖះပြောခဲ့သလားဒီလိုတရားမျိုးဖះဟောခဲ့သလားဒီလိုဗျာဒိတ်မျိုးဖះထားခဲ့သလားဆိုတာပိဋကတ်တော်ထဲမှာပါမပါစစ်ဆေးကြည့်ရမှာပါတကယ်တော့ဗျာဒိတ်ဆိုတဲ့စကားကလည်းပါဠိမှာမရှိပါဘူးဗျာကရဏလို့ပြောမှမှန်ပါတယ်ထားပါတော့ရှင်လူရင်းကနေလမ်းလွဲမသွားအောင်ပြောရရင်ဗျာဒိတ်စကားတစ်ခွန်းဟာဖះဟောဟုတ်မဟုတ်ပိဋကတ်ပါဠိတော်နဲ့တိုက်ဆိုင်ကြည့်ရမှာပါပဲဟာတို့ကပိဋကတ်၃ပုံနိကေ9ရက်ဓမ္မခန္ဓာ8400လုံးဘယ်လိုက်ရှာနေခြင်းရှိမလဲပရိယေတနာတစ်ဖက်နဲ့လှုပ်ရှားနေရတဲ့တာမန်လူရန်စားတွေပဲဗုဒ္ဓစာပေတွေတစ်ချိန်လုံးလေ့လာနေရတဲ့ယဟန်တော်တွေလည်းမဟုတ်ဘူးလေဆိုတဲ့သူတွေလည်းအများကြီးရှိနိုင်ပါတယ်ဒါဆိုရင်ဓမ္မခန္ဓာ8400လုံးကိုလိုက်လေ့လာဖတ်ရှုမနေနိုင်တဲ့သူတွေအတွက်အဖြစ်နိုင်ဆုံးချင့်ချိန်လို့ရမယ့်နည်းကတော့မြတ်စွာဘုရားရဲ့ဂုဏ်တော်နဲ့ချိန်ထိုးကြည့်ဖို့ပါပဲစကားနဲ့ပတ်သက်လာရင်ဘုရားရှင်ရဲ့ဂုဏ်တော်9ပါးထဲမှာသူကတော်ဂုဏ်တော်ဆိုတာရှိပါတယ်။ဘာကြောင့်သူကတော်ဂုဏ်တော်ဟာဘုရားရှင်နဲ့ပဲသက်ဆိုင်တယ်လေဆိုတော့မြတ်စွာဘုရားဟာနှုတ်ကထွက်သမျှစကားတိုင်းဟာတတ္တဝါတွေအတွက်ပြစ္ဆုတ်ပန်တန်တရားအကျိုးရှိတဲ့စကားပဲဖြစ်ရမယ်။အဲ့ဒီစကားဟာလည်းဟုတ်မှန်တဲ့စကားနည်းနည်းလေးမှမှုသားမဆွတ်တဲ့စကားပဲဖြစ်ရမယ်။အဲ့ဒီအချက်နှစ်ချက်လုံးမပြည့်စုံတဲ့စကားကိုဘုရားရှင်ဟာ45ဝါပတ်လုံးတခွန်းတပါးမှပြောမသွားခဲ့ပါဘူး။ဥပမာတချို့ယဟန္တာတွေပုထုဇဉ်ဘဝကပါလာတဲ့ဝတိကိုဖြောက်မရတော့ဟိတကာမာလို့ခေါ်ရမယ့်အစားဟိလူယုံမာလေးမင်းလှဲပေါ်တင်လာတာဘာတွေလဲကွာဆိုပြီးဒေါသမပါပေမဲ့လူယုံမာလို့ဝတိအတိုင်းခေါ်မိတတ်ပါတယ်။ဘုရားရှင်ကတော့အကျိုးရှိတဲ့စကားလေးဖြစ်ရမယ်။မှန်ကန်တဲ့စကားလေးဖြစ်ရမယ်ဆိုတဲ့အချက်နှစ်ချက်မပြည့်စုံရင်နှုတ်ကတခွန်းမှမပြောပါဘူး။သူတော်ကောင်းတို့ရှင်ဒီလောက်ဆိုရင်တရားတစ်ပုဒ်ဗျာဒိတ်တစ်ခွန်းဟာဘုရားဟောဖြစ်နိုင်မဖြစ်နိုင်ဆိုတာပိဋကတ်တော်တစ်ခုလုံးမနှံ့ဆက်ပေမဲ့မှန်းဆချင့်ချိန်လို့တော့ရနိုင်ပြီမဟုတ်ပါလားရှင်။